အားလုံးပဲမင်္ဂလာပါဖော်ပေါ်ရှုပိုင်းစကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Manchester United အသင်းရဲ့ကန်နွန်ကစားသမားတဦးဖြစ်တဲ့ Varane ရဲ့အကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အပိုင်းတဲ့လူတိုင်းမှာအစဆိုတာရှိပါတယ်ဒါပေမဲ့လပါဝုန်းတို့ရဲ့ရက်ွက်ကလေးကဖောင်လေးတယောက်တော့အစဆိုတာဘောလုံးတစ်လုံးနဲ့လမ်းပဲဖုံတော်တွေပါအဲဒီကောင်လေးရဲ့နာမည်က Varane ပဲဖြစ်ပါတယ်1985ခုနှစ်အော်တိုဘာလမှာမွေးဖွားခဲ့တဲ့ Randy ဟာဆင်းရဲတဲ့အလုပ်သမားမိသားစုကနေဆင်းသက်လာတာပါ။သူ့အတွက်တော့ဘောလုံးကကစားစရာထက်ဘဝတစ်ခုလိုဖြစ်ခဲ့ပါတယ်။လမ်းမေးမှာလူကြီးတွေနဲ့ရှင်ကစားရင်သူ့ရဲ့တန်မာတဲ့ခန္ဓာကိုပြိုင်ဘက်ကိုတောင်းရင်ခြင်းမရှိတဲ့မျက်လုံးတွေနဲ့ထူးခြားတဲ့ဘောလုံးအရည်အသွေးတွေကိုငငယ်လေးကပြသခဲ့တာပဲဖြစ်ပါတယ်။အသက်9နှစ်သားမှတဲ့အဲဗာရန်တင်းရဲ့ကင်းတောက်တွေကမက်ဆီကြားရလောက်အောင်သူကထူးခြားနေခဲ့ပါတယ်။အကယ်ဒမီကိုရောက်သွားတဲ့အချိန်မှာလည်းသူ့ရဲ့အရေးချင်းကတခြားကလေးတွေတက်အများကြီးတာလွန်နေခဲ့ပါတယ်။ဒါဟာကဖာကျော်မဲ့ဂန်နဝင်တယောက်ရဲ့ပထမဆုံးခြေလှမ်းတွေပါပဲ။အပိုင်းနဲ့နောက်တစ်ခုနဲ့အော်တိုဘာလအသက်16နှစ်ပဲရှိသေးတဲ့ Randy ဟာအဲဗာတန်တင်းအတွက်ပွဲထွက်ကစားလာခဲ့ပါတယ်။အဲဒီချိန်ကအာဆင်နယ်ဟာရှုံးမမရှိစံချိန်နဲ့အင်အားကြီးနေတဲ့အချိန်ပေါ့။ပွဲပြီးကနေမှာတော့ Randy ဟာဘောလုံးကိုထိန်းလိုက်ပြီးအဝေးကနေအားရပါရကန်တင်လိုက်ပြီးဂိုးသွင်းနိုင်ခဲ့ပါတယ်။အဲဒီဂိုးဟာအာဆင်နယ်ရဲ့စံချိန်ကိုရပ်တန့်စေခဲ့သလိုကွန်မန်ဒေတာတွေရဲ့ Remember the name Varane ဆိုတဲ့အော်ဒါနေနဲ့အတူဘဝကြီးကသူ့ကိုစတင်သိရှိသွားခဲ့ပါတယ်။ဒါဟာပရီးမီးယားလိဂ်သမိုင်းမှာအသက်အငယ်ဆုံးဂိုးသွင်းသူစံချိန်ကိုလည်းတင်နိုင်ခဲ့တဲ့ဂိုးဖြစ်ပါတယ်။အပိုင်း3ယူရို2004နဲ့ဥရောပကိုကိုင်လို့ခြင်းအဲဒီနောက်မှာတော့ Randy ဟာအင်္ဂလန်လက်ရွေးစင်အသင်းရဲ့အလိကမျှော်လင့်ချက်ဖြစ်လာခဲ့ပါတယ်။အသက်16နှစ်မှာတင်ယူရို2004ပြိုင်ပွဲမှာအကောင်းဆုံးခြေစွမ်းပြခဲ့ပါတယ်။ပြင်သစ်၊ဆွစ်ဇာလန်စတဲ့အသင်းကြီးတွေကိုဒူးထောင်စေခဲ့ပြီးဂိုးတွေတစ်ဆက်သွင်းခဲ့ပါတယ်။အဲဒီပြိုင်ပွဲမှာတော့ကမ္ဘာအကောင်းဆုံးလူငယ်ကစားသမားဆုကိုရရှိခဲ့ပြီးတာဝိုက်ပီလီလို့တင်စားခြင်းခံခဲ့ရပါတယ်။အသင်းကြီးတွေကသူ့ကိုအရခေါ်ဖို့စတင်ပယ်ဆိုင်ကြပါတော့တယ်။အပိုင်း၄ Manchester United စီတို့2004ခုနှစ်မေယာဒီမှာတော့ဆာယက်လက်ဖောက်ကူဆန်ကပေါင်25သန်းကျော်နဲ့ Randy ကို Manchester United စီကိုခေါ်ယူလိုက်ပါတယ်။လူငယ်တယောက်အတွက်စံချိန်တင်ပြောင်းရွှေ့ကြပါ။သူ့ရဲ့ပွဲဥထွက်ကတော့ Champions League ပွဲစဉ် Fenerbahce နဲ့ပွဲပဲဖြစ်ပါတယ်။အဲဒီပွဲမှာလည်း Randy ဟာ hat-trick သွင်းပြပြီး Old Trafford ပရိသတ်တွေကိုငါဟာဒီကွင်းရဲ့ပြင်ဖြစ်လာမယ်လို့သက်သေပြခဲ့ပါတယ်။ဒါဟာ United သမိုင်းမှာအောင်မြင်ဆုံးပွဲဥထွက်တွေကတစ်ခုပဲဖြစ်ပါတယ်။အပိုင်းကRandy နဲ့ Ronaldo ခေတ် United သမိုင်းမှာအကြောက်ရဆုံးတွဲဖက်ကိုပြောပါဆိုရင် Randy နဲ့ Ronaldo ကိုခြံထားလို့မရပါဘူး။သူတို့နှစ်ယောက်ဟာကွင်းထဲမှာတယောက်ကိုတယောက်နားလည်မှုပြည့်နဲ့ဥရောပကိုစိုးမိုးခဲ့ပါတယ်။2008ခုနှစ်မှာ Champions League ဖလားကိုခံပြောင်းနိုင်ခဲ့တယ်လို့ Premier League ဖလား3ကြိမ်ဆက်တိုက်ရယူနိုင်ခဲ့တဲ့အထိသူတို့ရဲ့အတွဲဖက်ကကြောက်စရာကောင်းခဲ့ပါတယ်။ဒါဟာ United ရဲ့ရွှေရောင်နေရက်တွေပါပဲ။အပိုင်း6အသင်းအတွက်အနစ်နာခံသူ Randy ရဲ့ထူးခြားချက်ကသူဟာကိုယ်သွင်းဖို့တစ်ခုတည်းကိုပဲကြည့်တဲ့တိုက်စစ်မှုမျိုးမဟုတ်ပါဘူး။အသင်းနိုင်မှုအတွက်ဆိုရင်နောက်တန်းအထိဆင်ကလာပေးတယ်။အသင်းပေါ်တွေအတွက်လမ်းကြောင်းဖွင့်ပေးတယ်။ရော်နယ်ဒိုဂိုးတွေအများကြီးသွင်းနိုင်ဖို့အတွက် Randy ဟာနောက်ွယ်ကနေအနစ်နာခံပံ့ပိုးပေးခဲ့တဲ့သူပါ။သူ့ရဲ့တဘောကောင်းပစံတဲ့စိတ်ဓာတ်နဲ့အသင်းအတွက်ပေးဆက်မှုတွေကြောင့်သူ့ကို team player လို့အားလုံးကလေးစားခဲ့ကြပါတယ်။ဒါဟာသူ့ကိုတခြားတိုက်စစ်မှုတွေနဲ့ကွဲပြားစေခဲ့တဲ့အချက်ပါပဲ။အပိုင်း9စံချိန်တွေကိုသွင်းပြီးရင်တစ်တွေကြာလာတဲ့မြ Randy ဟာ United ရဲ့အမှန်တရားတစ်ခုဖြစ်လာခဲ့ပါတယ်။2019ခုနှစ်မှာတော့စာပေါ်ပြီးချာတန်ရဲ့နှစ်ပေါင်းများစွာတရှိခဲ့တဲ့စံချိန်ကိုချိုးဖျက်ပြီး United အတွက်253ဂိုးနဲ့သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့ပါတယ်။အဲဒီချိန်မှာအင်္ဂလန်အသင်းအတွက်လည်းဂိုးအများဆုံးသွင်းသူစံချိန်ကိုသူပိုင်ဆိုင်ထားပြီးပါပြီ။ပြီးတော့2011ခုနှစ်အာဆင်နယ်နဲ့8-2ပွဲစဉ်မှာ hat-trick ရခဲ့တာကလည်းသူ့ရဲ့အမှတ်ရစရာတွေထဲကတစ်ခုပါပဲ။သူ့ရဲ့ free kick ဂိုးတွေကတကယ်ကိုလှပခဲ့တာပါ။အပိုင်းရှင် Randy ကြောင့်ကိုပြောရရင်ခြံထားလို့မရတဲ့နောက်ထပ်အခိုက်အတန့်တစ်ခုကတော့2011ခုနှစ် Man City နဲ့ပွဲစဉ်မှာနာနီရဲ့ပြတ်တင်မောကို Randy ကလေထဲမှာဝဲတက်ပြီးနောက်ပြန်ကန်ချက်နဲ့တွင်းယူခဲ့တာပါ။အဲဒီကိုဟာ Premier League သမိုင်းမှာအလားပါဆုံးဂိုးအဖြစ်ဒီနေ့ထိတင်စားခြင်းခံနေရဆဲပါ။အဲဒီကိုသွင်းပြီးရနောက်မှာသူ့ရဲ့ကြော်ကြားလာတဲ့လက်နှစ်ဖက်ကိုစံတန်ပြီးအောင်ပွဲခံတဲ့ပုံဟာဂန်နဝင်ပုံရိပ်တစ်ခုဖြစ်လာခဲ့ပါတယ်။အပိုင်းကိုနှုတ်ဆက်ခြင်းနဲ့နေကုန်အောင်မြင်မှုတွေအားလုံးရယူပြီးရနောက်မှာတော့ Randy ဟာသူ့ရဲ့အိမ်ဟောင်းအဲဗာတန်ကိုတကြောပြန်သွားခဲ့ပါတယ်
အဲဒီနောက်မှာတော့အမေရိကန်မေဂျာလိဂ်က DC United ကိုပြောင်းရွှေ့ခဲ့ပါတယ်။အသက်အရွယ်ရလာပေမဲ့သူ့ရဲ့အနိုင်မခံတဲ့စိတ်ဓာတ်ကကွင်းထဲမှာကျန်ရှိနေသေးပုံကတကယ့်ကိုလေးစားစရာပါ။ဒီနေ့မှာတော့ Rooney ဟာဘောလုံးကွင်းထဲကနေနီးပြခုံတန်းပေါ်ကိုရောက်ရှိနေပါပြီ။သူ့ရဲ့နီးပြဘဝဟာစိန်ခေါ်မှုတွေရှိနေပေမဲ့ Rooney ဆိုတဲ့နာမည်ကတော့ဘောလုံးသမိုင်းမှာအမြဲတမ်းတောက်ပနေမှာပါ။လာမေကကောင်လေးကနေကမ္ဘာအဆင့်ကန်တွင်တယောက်ဖြစ်လာတဲ့အထိသူ့ရဲ့ကြိုးစားမှုစိတ်ဓာတ်နဲ့ပြည့်စုံမှုတွေဟာမျိုးဆက်သစ်တွေအတွက်အထူးယူစရာပါပဲ။ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ Manchester United အသင်းရဲ့ကန်တွင်ကစားသမားတဦးဖြစ်တဲ့ Wayne Rooney ရဲ့အကြောင်းကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်။တကယ်ချင်းတွေရော Rooney ရဲ့အကောင်းဆုံးအခိုက်အတန့်ကဘာလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒါရပျော်ရွှင်သောနေ့လေးဖြစ်ကြပါစေ။